အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ချက်ပြမှာကတော့ကျွန်တော်တို့အညာဘက်ကအလူတွေမှာကျွန်တော်တို့ထမင်းနဲ့ကျွေးတဲ့အခါမှာဟင်းကြိုသဘောလေးတောက်ကြတယ်မှန်ရောင်ဟင်းရည်ကိုမှကျွန်တော်ကဒီနေ့မှာမှန်ရောင်မုတ်တီလေးကျွန်တော်လှုပ်စားပြတာဖြစ်ပါတယ်ဒီချက်နီးလေးကလည်းရိုးရိုးရှင်းရှင်းနဲ့အရန်စားကောင်းတဲ့အတွက်ကိုပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ပါဝင်ပစ္စည်းအနေနဲ့ကကျွန်တော်မှန်ရောင်ဟင်းကြိုချက်ဖို့အတွက်ကိုကြက်သွန်ပြူကြက်သွန်နီရဲ့ဂျင်းလေးရဲ့ပြီးရင်တော့ခရမ်းကျင်သီးလေးရဲ့ပစွန်ထောက်ထောင်းထားတာလေးရဲ့ပြင်ဆင်ထားပါမယ်ဒါတွေကတော့ကျွန်တော်မုတ်ဟင်ကားနဲ့တွဲဆွားဖို့အတွက်ကိုကျွန်တော်ငံပြရည်မကြီးရည်ပဲမုတ်နဲ့ငရုတ်တီအကြက်မုတ်လေးဖြစ်ပါတယ်ဒါကိုလည်းကျွန်တော်တို့ပြင်ဆင်ထားလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ကစီချက်ကိုစကြော်ပါမယ်ခင်ဗျာမုတ်ဟင်ကားနဲ့တွဲစားဖို့ကြက်သွန်ပြူစီချက်လုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စီလေးအလုံးလောက်ထည့်လိုက်ပါမယ်စီချက်အယောင်လေးလှဖို့အတွက်ကိုစနွင်းမုတ်လေးအနေငယ်ထည့်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကြက်သွန်ပြူပပလီးထားတာလေးထည့်လိုက်ပါမယ်ခင်ဗျာမီအေးလေးနဲ့ကြော်သွားလို့ကျွန်တော်တို့စီချက်လေးဆွေးဝါးအောင်တန်းလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ချလိုက်တော့ပါမယ်ပြီးရင်တော့ဒီစီချက်ကြော်ထားတဲ့စီနဲ့ပဲကျွန်တော်မှန်ရောင်ဟင်းရည်လေးစချက်ပါမယ်စီကတော့အရန်များဖို့မလိုဘူးဒါကြောင့်မလို့ကျွန်တော်အနှဲငယ်လေးချန်ထားပြီးတော့ကြက်သွန်ပြူကြက်သွန်နီနဲ့ဂျင်းလေးကိုကျွန်တော်တို့စီမွေးလာအောင်စတက်လိုက်ပါမယ်စီနဲ့လေးမွေးလာပြီဆိုလို့ရှိရင်တော့ခရမ်းကျင်ဒီပပလေးလှီးထားတာလေးကိုကျွန်တော်တို့ထည့်လိုက်ပါမယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ခရမ်းကျင်သီးလေးကိုအရန်အတုံးကြီးသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့နည်းနည်းလေးခရမ်းကျင်သီးကြေဖို့ကိုအနည်းငယ်ခတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့အတုံးသေးသေးလေးလှီမယ်ပြီးလို့ရှိရင်တော့ဇွန်းဖင်လေးနဲ့ပေါ့နော်နည်းနည်းလေးကြေသွားအောင်လို့ကျွန်တော်တို့နည်းနည်းလေးဖိချေလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ပစွန်ကြောက်ကိုပါထည့်ပြီးတော့တခါတည်းလုံးပြီးတော့မှွေလိုက်ပါမယ်ကျွန်တော်ပစွန်ကြောက်ကချိုတဲ့အတွက်ကြောင့်မို့လို့ဒီဟင်းကြိုလေးကချိုလေးနဲ့ပေါ့နော်ဒီတိုင်းကျွန်တော်ထမင်းစားတဲ့အခါမှာတောက်ရင်ပဲဖြစ်ဖြစ်ပေါ့နော်အရန်ကိုတောက်လို့ကောင်းတဲ့ဟင်းကြိုလေးဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ရေလေးလိုတလောက်ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့အဖုံဖုံပြီးတော့စူအောင်တည်ထားလိုက်ပါမယ်ခင်ဗျာဟင်းအိုးပြန်ဆူလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အရာသာကိုကျွန်တော်တို့လိုသလိုလေးကျွန်တော်တို့ညှိပါမယ်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့အချုံမုတ်လေးအနှဲငယ်ထည့်မယ်ပြီးလို့ရှိရင်တော့စားလေးအနှဲငယ်ထည့်ပါမယ်စားမထည့်ချင်ဘူးဆိုလို့ရှိရင်တော့ငံပြရည်ထည့်လို့ရပါတယ်ဒီဟင်းကြိုလေးကကျွန်တော်တို့ချိုလေးနဲ့ဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကလေးတွေကိုထမင်းကျွေးတာပဲဖြစ်ဖြစ်ကျွန်တော်တို့ထမင်းစားတဲ့အခါမှာအရန်ဟင်းကြိုအနေနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့တောက်လို့ရပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်ဟင်းကြိုပစုံချောင်းနဲ့မွှေးလေးနဲ့မှန်ရောင်ဟင်းရည်လေးရပါပြီကျွန်တော်ဒီနေ့မှာကတော့မှန်ရောင်ဟင်းရည်ကိုကျွန်တော်မုတ်ဟင်ကားလေးကျွန်တော်လှုပ်စားဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာဘာကြောင့်မှန်ရောင်မုတ်ဟင်ကလှုပ်စားပြလဲဆိုရင်ကျွန်တော်အရင်က line ပေါ်မှာဗီဒီယိုတစ်ခုကျွန်တော်ကြည့်ဘူးတယ်အဲ့ဒီဗီဒီယိုလေးကလည်းအရန်ကိုနာမည်ကြီးသွားခဲ့ပါတယ်အန်တီတယောက်ကသူငယ်ဘဝတုန်းကလက်ရက်တောင်းလေးနဲ့ကျွန်တော်တို့ဒီမှန်ရောင်ဟင်းရည်နဲ့မုတ်ဟင်ကားကိုသူကိုယ်တိုင်ရောင်းခဲ့ဘူးတယ်လို့သူပြောတယ်ပေါ့နော်အဲ့ဒီတည်းကပါဝင်ပစ္စည်းတွေအတိုင်းကျွန်တော်တူအောင်လို့တော့အတက်နိုင်ဆုံးလုပ်ထားပါတယ်ဒီထဲမှာလိုအပ်ချက်လေးနည်းငယ်ရှိသွားခဲ့ရင်လည်းကျွန်တော်ကိုနားလည်ပေးဖို့ကိုအားလုံးမေတ္တာရက်ခံချင်ပါတယ်အဲ့ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ပဲရှိတဲ့လူကပဲနဲ့လဲစားကြတယ်ကြက်သွန်ရှိတဲ့လူကကြက်သွန်နဲ့ပေါ့နော်ဒီမုတ်ဟင်ကားလေးနဲ့ကိုလဲပြီးတော့စားကြတယ်ဒါကတော့အရန်ကိုချစ်စရာကောင်းတဲ့ကြေးလက်ဒလေးလေးဖြစ်ပါတယ်ဒါကိုကျွန်တော်ကနေပြီးတော့မှအဲ့ဒီအန်တီကြီးလှုပ်ပြတဲ့ပုံစံလေးကိုကြည့်ပြီးတော့အတက်နိုင်ဆုံးတူအောင်ပြန်လှုပ်ပြထားပါတယ်ခင်ဗျာဒါကြောင့်မို့လိုအပ်ချက်လေးတစ်စုံတရာရှိခဲ့တယ်ဆိုလို့ရှိရင်တော့နားလည်ပေးဖို့ကိုမေတ္တာရက်ခံချင်ပါတယ်ဒီမှန်ရောင်ဟင်းမုတ်ဟင်ကားလေးကလည်းလွယ်လွယ်ကူကူနဲ့စားကောင်းတဲ့အတွက်ကိုလူတိုင်းကြိုက်ကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ကတော့ဒီထဲမှာငံပြရည်ရဲ့ပြီးရင်မကြီးရည်လေးအနှဲငယ်ထည့်ပါတယ်မကြိုက်ရင်တော့မထည့်ပါနဲ့ဒီမှန်ရောင်ဟင်းရည်ချက်တဲ့အခါမှာတချို့ကတော့ငပိကိုထည့်ကြပါတယ်ခင်ဗျာဒါကြောင့်မို့လို့အားလုံးလိုက်လှုပ်စားကြည့်ရအောင်ပါ